ဆုရတဲ့သူဘသူလဲတခါတော့ကရွာတွေမှာအဖိုးကြီးတယောက်ဟာသူ့ရဲ့သား၃ယောက်သမီး၁ယောက်နဲ့အတူနေထိုင်ကြတယ်အဖွားကြီးရဲ့သား၃ယောက်ဟာရုပ်ယူပကအပြည့်ချုံမောကြပြီမြဲတကယ်တမ်းအလားပါဆုံးကသမီးကလေးပါပဲဘလောက်တောင်လှပချုံမောတယ်လဲဆိုရင်သူမကိုတွေ့မြင်မှုတဲ့သူတိုင်းဟာဘယ်တော့ခါမှသူမလိုက်ချုံမောလှပတဲ့သူကိုထပ်မတွေ့ရတော့တဲ့အထီးပါပဲသူမရဲ့အမေနဲ့သူမရဲ့အကိုတွေကလည်းသူမကိုချစ်ခင်ကြပါတယ်သူမကိုချစ်ကြပြီးသူတို့ရဲ့ဘဝတွေထက်တောင်ပိုပြီးဂရုစိုက်ကြတယ်သူမရဲ့အကိုတွေကတော့တားကောင်ရှာဖွေတဲ့မုတ်ဆိုးတွေပေါ့သူတို့ကရဲစွမ်းတတိနဲ့ပြည့်စုံကခွန်အားပလာကြီးမားကြပြီးထက်မြက်ပေါ်ပါတွက်လိုက်ကြဒါကြောင့်သူတို့တွေကတားကောင်မရပဲအိမ်ပြန်လာခဲ့ရတဲ့နေ့ရက်ကိုမရှိပါဘူးဒီနေ့တော့သူတို့ညီကိုသုံးကသူတို့မိခင်နဲ့ညီမလေးစားတော့ဖို့အတွက်နဲ့ဆောင်းတွင်းရောက်လာရင်ဝစ်စရာတာမွေးတည်ရှိဖို့အတွက်အမဲလိုက်ထွက်ခဲ့ကြသူတို့ကဒိန်ရင်ကိုတောက်ခဲ့ကြပြီးတို့ရှိတော်ချို့ကိုယူဆောင်ကမိခင်နဲ့ညီမဖြစ်သူကိုနှုတ်ဆက်ပြီးအိမ်ကနေထွက်လာခဲ့ကြတယ်မိခင်နဲ့ညီမဖြစ်သူတို့လည်းအိမ်မှာကြံရိုက်ခဲ့ကြတာပေါ့ညနေရောက်တဲ့အခါမိခင်ဖြစ်သူလည်းအပြင်ကိုထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူကညနေရောက်လာတဲ့အခါအိမ်မှုကိစ္စတွေနဲ့အပြင်မှာအလုပ်ရှုပ်နေတော့သမီးဖြစ်သူကိုဦးကောင်းအများကြီးရှိတဲ့ဘေလူကြီးတကောင်ကခေါ်ဆောင်သွားခဲ့တယ်မိခင်အိမ်ပြန်ရောက်လာတော့အိမ်မှာဟာလာဟင်းကြီးဖြစ်နေရကိုတွေးလိုက်ရတယ်သူမရဲ့သမီးဖြစ်သူကလည်းဘယ်နေရာမှရှာလို့မတွေ့ဘူးနောက်တော့အဖွားဟိုဟာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုနားလည်သဘောပေါက်သွားပါတော့တယ်အဖွားဟိုဟာသူမရဲ့နေရာမှာပဲလဲကျသွားပြီးတနာစပွဲငိုဆိုင်နေမိတယ်တကြလုံးလည်းတမီးတောင်အိမ်မပြောပဲမျက်ရည်ကျနေရှာတယ်ညာကနေခင်းရောက်လာတော့သား၃ယောက်အမဲလိုက်ရာကနေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်မိခင်ဖြစ်သူကလည်းသူမရဲ့သား၃ယောက်ကိုဘယ်လိုဘယ်ပုံဖြစ်ခဲ့တယ်ဆိုတော့ပြောပြဖို့အဆရှာမရဖြစ်နေနောက်တော့သူမရဲ့သားတွေကိုနှုတ်ဆက်လိုက်ပြီးသားတို့မင်းတို့ကမင်းတို့ရဲ့အဖေလိုပဲရဲစွမ်းတတ်သိရှိကြပါတယ်။ဒါမှပြီးပေါ်ပါတော့လက်မှုလည်းရှိကြပါတယ်။အခုမင်းတို့ရဲ့အကူအညီကိုအမေလိုအပ်လာခဲ့ပြီလို့အစချီကဖြစ်သည်မြတ်အကြောင်းစုံကိုပြောပြလိုက်ပါတယ်။အဲ့ဒီခါမှာသားကြီးဖြစ်သူကအမေဒီကဘာကြီးကကျွန်တော်ရှာဖွေလို့မရလောက်အောင်မကြေပြောလာပါဘူး။မြကင်းပြင်ကအက်ကိုလည်းကျွန်တော်ရှာနိုင်တယ်။သမုဒ္ဒရာထဲမှာရှိတဲ့ပင်ရကောင်းကိုလည်းကျွန်တော်ရှာနိုင်ပါတယ်။ကြောက်တုံးတုံးထဲမှာတော့9ရက်ခတ်ထားတဲ့ကျွန်းတရကိုလည်းကျွန်တော်ရှာဖွေနိုင်ပါတယ်လို့ပြောလိုက်တယ်။သားလှဖြစ်သူကတော့ကျွန်တော်ကဘလောက်မြင်မာတဲ့နေရာမှာပဲဖြစ်ပါစေငှက်တကောင်လိုပြန်တန်းနိုင်သူကိုပြစ်ချနိုင်ပါတယ်တိမ်ပေါ်ကနေမိုးရေစက်ကိုလည်းကြားလာအောင်လုပ်နိုင်ပါတယ်လို့ပြောပြန်တယ်ကျွန်တော်ကတော့ဘယ်ရမဆိုကျွန်တော်ရဲ့လက်နဲ့ဘက်နဲ့မလွန်တဲ့ဆုပ်ကင်ထားနိုင်ပါတယ်ကြောက်တုံးတုံးမြတာမဟုတ်ပါဘူးကြောက်လွာချက်ကြီးကြောက်ချက်ကြီးကိုလည်းဆုပ်ကင်ထားနိုင်ပါတယ်ကောင်းကင်ကနေတောင်ကြီးထိုးကြလာပါစီမိဆိုင်ကဲတစ်ခုတော့မလွတ်စေအောင်ကျွန်တော်ဖမ်းယူထားနိုင်ပါတယ်လို့ငယ်ဆုံးသားကပြောပြန်တယ်အဲ့ဒီကမိခင်ဖြစ်သူကသားတို့မင်းတို့ရဲ့ညီမလေးကိုသွားရှာကြပါအမေကိုတော့ခွင့်လွှတ်ပါကွယ်မင်းတို့ရဲ့ညီမလေးကိုတည်တည်ချာချာမဆောက်ဆောင်နိုင်တာရဲ့လိုက်မဆောင်နိုင်တာရဲ့အတွက်ပေါ့လို့ပြောလိုက်တယ်အကြီးဆုံးသားဖြစ်သူကအချိန်မဖြုံးဖဲနဲ့တွားရောက်ရှာဖွေဖို့ပြောလိုက်ပြီးညီမဖြစ်သူကိုမတွေ့မချင်းပြန်မလာဘူးလို့ဂရီပေးလိုက်တယ်သူတို့ညီမလေးကိုသွားရှာတဲ့အခါဦးကောင်းမြတ်တော်ရှိရဲ့ဘလူကြီးကတိမ်တိုက်တစ်ခုမှာအမတ်ဆက်တစ်ဆက်အနေနဲ့ပုံးကွယ်နေတာကိုအကိုကြီးဖြစ်သူကတွေးလိုက်ရတယ်အဲ့ဒါကိုညီအလက်ကိုပြောပြတော့ညီအလက်ကသူ့ရဲ့လေးများကိုယူပြီးဘလူကြီးကိုပြစ်လိုက်တယ်။ညဘလူကြီးရဲ့အသေးနှလုံးကိုစိုက်ဝင်သွားပြီးဘလူကြီးလည်းတည်ဆုံးသွားတယ်။လူသားစားဘလူကြီးကသူ့ဖမ်းဆုပ်ထားတဲ့မိန်းကလေးကိုသူ့ရဲ့လက်ထဲကနေလွတ်ကျသွားခဲ့ရပါတယ်။မိန်းကလေးကကြောက်တုံးတုံးလိုပဲမိုးပေါ်ကနေကျလာခဲ့တယ်။ဒါပေမဲ့မြေပေါ်ကိုမကျခင်မှာပဲညီငယ်ဆုံးကဖမ်းယူလိုက်နိုင်တဲ့အတွက်အသက်အန္တရာယ်ဘာမှမဖြစ်ခဲ့ဘူး။လူသားစားဘလူကြီးရဲ့လက်သေးကြားကနေဘေးမသိရံမခောက်ညီမဖြစ်သူကိုကင်းနေခဲ့တဲ့ညီကိုသုံးရဲ့တရင်ဟာလူတွေကြားထဲမှာပြန့်နှံ့သွားခဲ့ပါတယ်။အဲဒီနောက်မှာရွာမှာရှိတဲ့လူကြီးတွေကသူတို့ညီအကိုတွေကညီမဖြစ်သူရဲ့အသက်ကိုကယ်တင်နိုင်ခဲ့သူစုချီမြင့်မယ်လို့သဘောတူကြတယ်။အဲဒီလူတွေတဲကတယောက်ကညီလက်ကဘလူးကြီးကိုတပ်ပြနိုင်တဲ့အတွက်စုချီမြင့်တယ်လို့ပြောလိုက်တယ်။ဒါပေမဲ့တခြားတယောက်ကတော့အကိုကြီးကသာဘလူးကြီးကိုရှာမတွေ့ဘူးဆိုရင်ညီလက်ကလည်းဘလူးကြီးကိုတတ်လိုက်ရမှာမဟုတ်တဲ့အတွက်အကိုကြီးကိုစုချီမြင့်တယ်လို့ပြောဆိုပြန်တယ်။ဒါပေမဲ့တချို့ကလည်းညီငယ်ဆုံးကသာသူ့ရဲ့ညီမလေးကိုတည်တည်ချာချာမဖမ်းနိုင်ခဲ့ဘူးဆိုရင်အကိုကြီးနဲ့ညီလက်လောက်ခဲ့တဲ့မြအလကားဖြစ်သွားမှာပေါ့ညီငယ်ဆုံးကသာသူ့ရဲ့ညီမလေးအသက်ကိုတကယ်ကယ်တင်ခဲ့တာလို့ဆိုကြပြန်အဲဒီလိုသဘောထားအမျိုးမျိုးကွဲပြားနေတဲ့အတွက်သူတို့ညီကို၃ယောက်ထဲကဘယ်သူကိုမှစုမချင်းမြင်နိုင်တာဒီနေ့